ဘေရောမြတ်ပြမလဲလို့အတီးချောင်းတဲ့ခုံရဲ့တရင်ကောင်းတို့ပါလိုက်ချင်တယ်ကျွန်တော်တို့နှစ်ယောက်လမ်းခွဲလိုက်ပါပြီခင်ဗျားတို့လည်းတစ်ဖက်တစ်တီးခံနေပါနဲ့ဟဲ့တော့မှဘာကြောင့်မှမခွဲဘူးလို့သူစားဆိုတယ်ဘယ်ကခင်ဗျား